တိစပိန်စီးနေတဲ့လူတွေပတိနှလုံးသမားတွေအတွက်ပစ္စည်းအစ်စ်ရောက်ထားတယ်အဲ့ပစ္စည်းတွေပါကင်ဖောက်ပြပေးမယ်နော်ဗီဒီယိုလေးကိုစောင်းအောင်ကြည့်ပါနောက်ဆုံးမှာရှော့စည်းအစီအစဉ်လေးလုပ်ပေးထားပါတယ်ကဲဒီမှာပါဒီပုံးလေးတစ်ပုံးနဲ့ကိုပတိဘိန်း6စီးစာပတိ24ဖို့ဘိန်း6စီးစာအတွက်နော်ဒီမှာလာပြပါနားကပ်ပြီးပြဇူလီပတိ24ဖို့နော်24ဖို့အတွက်ပတိ24ဖို့ပတိစပိန်အတွက်ကိုဒီ24ပတိဟိုးကလိုက်ပို4ပတိဟိုးကပုံမှန်ရောင်းစေးဒါအစ်စ်ရောက်ထားတာပုံမှန်ရောင်းစေး4သိန်းပါ4သိန်းကို3,9500နဲ့ဒီတစ်ဖာမှာ6လုံးပါတယ်ဒီ6လုံးပဲပေးမှာပါ3,9500နဲ့ဒီပတိဟိုး6လုံးရမယ်အဲ့ဒီအပြင်ဟိုမှာ3,9500နဲ့အာသွင်းဘူးပါလက်ဆောင်ထည့်ပေးမယ်အာသွင်းဘူးသူ့ဗရန်သူ့တစိမ့်ဇူလီတစိမ့်ပဲဒီမှာတစ်ခါလဲဘိုးကိုကြည့်လိုက်နော်ဘိုးကိုကြည့်လိုက်3 ampere အာသွင်းဘူးနော်3 ampere ချာဂျာ3ရဲ့ချာဂျာတွေအပြင်မှာဘယ်လောက်ပေါက်လဲသိရနော်လီတီယမ်ဆင်မယ်ဆိုရင်တော့မှကျွန်တော်ရှိမှလီတီယမ်ဆင်မယ်ဆိုရင်တော့မှလီတီယမ်15 ampere လီတီယမ်မှားမယ်ဆိုရင်4သိန်းနဲ့2000လောက်အာသွင်းဘူးပါအဲ့ဒီအပြင်ကိုရေလုံး box ပါထည့်မယ်ဆိုရင်4သိန်းခွဲ4သိန်း4000 4သိန်းခွဲလောက်ကျမယ်နော်အခုဟာကရေလုံး box လဲပါပြီးပြီကျွန်တော်ကိုမှားပြီးတော့လီတီယမ်မှားတယ်လို့မျိုးတရက်ဆောင်စရာလည်းမလိုဘူးbox လဲပါပြီးတာမနေရမှာကျွန်တော်စီမှာပဲလာတက်သည်ဖြစ်စေရောက်တာနဲ့စပိန်မှာအဖို့ပလက်ကောင်းလေးထည့်လိုက်အဲ့အဖို့ပလက်ကောင်းလေးကိုဒီမှာလာဆွတ်လိုက် okay ပါပြီနော်အာသွင်းဘူးလဲအစင်တင်ပတိလဲ ready made ပဲအခုမှအခုရမယ်အခုလာတက်အခုချက်ချင်းမိနစ်ပိုင်းလေးတွင်တက်ပြီးတော့စီးသွားလို့ရတယ်လီတီယမ် order တင်လို့မျိုးတရက်လဲစောင်းရမလို့တမနက်လဲစောင်းရမလို့နော်ပေါ့ချက်ကလည်းမမေးနဲ့ဗီဒီယိုတစ်လုံးကို2ပိတ်တာခွဲအလေးချိန်ရှိတယ်သူ့တစ်လုံးနဲ့ကဒီဟာတစ်လုံးနဲ့ဗီဒီယိုတစ်လုံး2ပိတ်တာခွဲဆိုတာကအစ်စ်အိုတအိုးကို2ပိတ်တာခွဲပြောတာနော်ဒီဟာတအိုးရဲ့အလေးချိန်ကတပိတ်တာပဲရှိတယ်တပိတ်တာဝင်ချိန်ပဲရှိတယ်အဲ့တော့စပိန်ကလည်းပေါ့လေးဖြစ်နေမယ်အလေးမနေကြမလို့ဗတိအရှင်လှုပ်ချင်လားအိမ်ထဲကိုထည့်ပြီးတော့အာသွင်းချင်လားအဲ့လိုကလည်းအဆင်ပြေတယ်တွင်းလို့ရတယ်အရှင်လည်းလှုပ်လို့ရတယ်နော်သူ့ကိုထည့်ဖို့တော့အဝင်ကြဖြစ်အောင်ဒီမှာစပိန်ရဲ့ frame ဝင်မဲ့နေရာလေးလည်းလှုပ်ထားပေးတယ်လီတီယမ်လည်းမဟုတ်ဘူးလိုက်ပို4ဖြစ်တယ်လိုက်ပို4ပတိနဲ့ဖြစ်တယ်နော်โอเคနောက်တစ်ခုကကြတော့အစစ်ကိုအမ်ဘီယာတက်စတာဗတိတိုင်းနဲ့ဆက်ပေါ့နော်ယာယီလည်းရောက်ထားတယ်ဒီကောင်တစ်လုံးကို6500ကျောရှိမှာမြန်မာစားမရောက်ထားဘူး10လုံးပဲရောက်ထားတာโอเคလိုအပ်တဲ့လူ service ဆိုင်ဖွင့်မဲ့လူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလေးဖြစ်တဲ့အတွက်မှာလို့ရတယ်နော်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ပစ္စည်းမှာမယ်ဆိုရင်ကျွန်တော်ရဲ့ page ကနေဒါမှမဟုတ်ဖုန်းကနေပြီးတော့ဖုန်းဆက်ပြီးတော့ဆက်သွယ်ပြီးမှာယူလို့ရတယ်TikTokရဲ့ Messenger တော့ကျွန်တော်တိတ်မကြည့်ဖြစ်တဲ့အတွက်မှာမယ်ဆိုရင်တော့ကြာမယ်ပေါ့နော်โอเคအားလုံးပဲကျေးဇူးပါအရေးကြီးတာတစ်ခုမေးခဲ့တယ်မေးလို့ပြန်ပြောပေးမယ်နော်အာမကန်အားလုံးစိတ်ဝင်စားတဲ့အာမကန်တစ်နှစ်တိတိပါမယ်အာမကန်တစ်နှစ်တိတိပါမယ်ဒါဆိုရင်တော့ပို့ပြီးတော့စိတ်ချလက်ချနဲ့အသုံးပြုလို့ရပြီလို့ထင်တယ်နော်အက်စစ်အိုးတွေထက်ကိုဒီအက်စစ်အိုးတွေထက်ကိုအားပိုခံတယ်နော်ဒီအက်စစ်အိုးရဲ့ weight နဲ့ဒါလက်တွေ့ပြတာဒီနှစ်ခုမှာဒီကောင်ပိုလေးတယ်ဒါအခုတစ်လုံးနဲ့ပဲရှိသေးတယ်နော်ຢာကနှလုံးစာဒီကောင်တစ်လုံးနဲ့ဒီကောင်ပိုလေးတယ်အစ်စ်ကိုတစ်လုံးစာရဲ့ weight အချိန်တော့မရှိဘူးမှားမယ်ဆိုရင်တော့စော်သေးရနေတယ်ဒီတစ်ဖာသာ6လုံးမှာမှီအောင်မှာပါဒီဟာကုံသွားရင်သူ့ထက်စေးတက်ရင်လည်းတက်မယ်စော်သေးနဲ့ပဲထပ်ရခြင်းလည်းရမယ်ပစ္စည်းကကောက်ရိုးမိဖြစ်နေတယ်ဒီဟာကုံသွားတဲ့ခါကျရင်ပစ္စည်းမှားမယ်ဆိုရင်လည်းရရင်လည်းရမယ်ရခြင်းမှလည်းရမယ်နော်အားလုံးပဲပစ္စည်းမှားမယ်ဆိုရင်ပထမပြောထားတဲ့အတိုင်းပဲ page CB သို့မဟုတ်ကျွန်တော်ကိုဖုန်းတိုက်ရိုက်ဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ကျေးဇူးပါကျွန်တော်
ဟွာလေးပြောဖို့တနန်းနဲ့ပတ်သက်ပြီးတော့စုံစမ်းကျင်တယ်ဆိုလဲ page CV ကိုလာခဲ့လို့ရတယ်ပရိစပိန်ပရိဆိုင်ကတွေကိုကိုယ်တိုင်ပြုပြင်ခြင်းနဲ့ကိုယ်တိုင်ပြင်တတ်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ page CV ကနေဆက်သွယ်ပြီးတော့တနန်းကြီး2500ပေးပြီးတော့ပရိစပိန်အစအဆုံးပရိဆိုင်ကအစအဆုံးကိုယ်တိုင်လေ့လာလို့ရတယ်လီတီယမ်နဲ့ကိုယ်တိုင်ဆင်ကျင်တာဆိုရင်ကျွန်တော် free တင်ပေးထားတဲ့ဗီဒီယိုတွေရှိတယ်တနန်းအပ်ပြီးသွားတဲ့အခါမှာကျွန်တော်ရှိဆိုင်ကိုလာပြီးတော့လီတီယမ်နဲ့ပတ်သက်ပြီးလေ့လာလို့ရတယ်အားလုံးပဲကျေးဇူးပါနော်